အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ကတော့စော်ချမ်းဆောင်တင်တန်းရဲ့တင်တန်းဖောင်တာတင်တန်းတောင်တဲ့သူပေါ့နော်တင်တန်းတာဝန်ခံဆရာဦးမျိုးစောတဲ့ဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့တင်တန်းရဲ့ဆောင်ဖို့နဲ့ညီပေါ့နော်ကျောင်းစာဝေးသူများအတွက်အလွယ်ကူဆုံးသင်ရိုးဆိုတဲ့စကားနဲ့ညီကျွန်တော်ဒီနေ့ကွဲပြားခြားနားစေဖို့ပေါ့နော်ဒုရဖြစ်စေတဲ့တရားလေးပေါ့နော်ဒါလေးကိုရှင်းပြချင်ပါတယ်ဒါကတော့ကျွန်တော်တို့နေသည်ဆိုတဲ့တရားလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီအခုအရင်နှစ်တွေကတော့ဒါကအစဉ်ပြေဆိုပေမဲ့အခုသင်ရိုးသစ်တွေမှာအများပြားတွေ့လာဖြစ်ပါတယ်ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဂိုဣတာနေသည်နဲ့အာဝရောပုံစံပြောင်းပြီးတော့ပေါ့နော်ဣတာဆိုပြီးတော့နေသည်နှစ်မျိုးဖြစ်နေရဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကျောင်းသားတွေကိုသင်တဲ့အခါအစာအုပ်ကြီးပုံစံအတိုင်း subject object ကန်ကတာပေါ့နော်ဒါမျိုးတွေခွဲတင်လို့ရှိရင်ကျွန်တော်တို့ကအစဉ်ပြေဆိုပေမဲ့လည်း EPS ပုံစံမှာကျောင်းစာနဲ့ဝေးတဲ့ညံတော်ကျောင်းသားတွေရှိပါတယ်အခက်အခဲတွေကြောင့်ဝင်ပြေးရတဲ့သူတွေညံတော်ပါတယ်လူတွေကမညံ့ပါဘူးဒါပေမဲ့ကျောင်းစာဝေးခဲ့တဲ့အတွက်ကြောင့်မလို့ဒါတွေခွဲခြားဖို့အင်မတန်ခဲရင်းနေပါတယ်ဒါတွေကိုကျွန်တော်သိတဲ့အတွက်ကြောင့်မလို့ဒီနေ့အလွယ်ကူဆုံးဟာလေးကျွန်တော်တပည့်တွေကိုပြောတဲ့ပုံစံပေါ့နော်ဒါလေးကိုပြန်မျှဝေပြီးမှဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကိုဣတာနဲ့အာအောရောပုံစံပြောင်းထားတဲ့ဣတာကိုဘယ်လိုခွဲမလဲဆိုလို့ရှိရင်စဉ်းစားမနေပါနဲ့ကျွန်တော်တို့ပုံမှန်ရှင်းပြနေကြပါတော့နေရတာရှိတဲ့ဟာဆိုလို့ရှိရင်ဒါကဣတာပြီးသွားပြီဆိုလို့ရှိရင်ကိုဣတာဒီလိုရှင်းပြရင်နဲ့ကိုလည်နေတဲ့သူတွေရှိပါတယ်ဒါကိုကျွန်တော်ဒီနေ့အလွယ်ဆုံးပြပါမယ်စာကြောင်းအဓိပ္ပာယ်ရှိဖို့ဆိုလို့ရှိရင်ကျွန်တော်နောင်ရဲ့ဘရဲ့ကိုအချိုးကျတွဲဆက်ပြီးတော့မှသာလေဒါကအဓိပ္ပာယ်ရှိတဲ့စာကြောင်းဖြစ်စီမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီနောင်နဲ့ဘာနဲ့တော့သိမှာပါနော်အဲ့မဲ့နောင်ရဲ့နောက်မှာဥရုခံပြီးရေးထားလို့ရှိရင်ရေးထားတဲ့ပု္ပ္ပာဆိုလို့ရှိရင်ကျွန်တော်တို့ဂိုဣတာကိုရွေးခဲ့ပါနောင်ရဲ့နောက်မှာဤဃာကပ်ပြီးတော့မေးထားတဲ့ပု္ပ္ပာဆိုလို့ရှိရင်တော့အာဝရောပုံစံပြောင်းထားတဲ့ဣတာကိုရွေးရမှာဖြစ်ပါတယ်ဥပမာကျွန်တော်နှစ်မျိုးပြပါမယ်နှစ်မျိုးနံပါတ်1မျိုးကိုဣတာရွေးရမယ့်ဟာကဘတ်ထမင်းဘာဘူလ်ထမင်းကိုမုတ်ကိုဣဆိုယရပြီနော်နောက်တစ်ခုကုတ်ပန်ကုတ်ချီဤကကက်သွားပြီနော်ကုတ်ချီဖီယိုဣဆိုယဒါဆိုရင်ဒီပါသိတယ်ပါပြီနောက်ရဲ့နောက်မှာဥရုခံပြီးတော့မေးတဲ့ဟာဆိုလို့ရှိရင်ကိုဣတာကိုရွေးခဲ့ပါနောက်ရဲ့နောက်မှာဤကခံထားတဲ့နေရာမှာနေသည်ပြောချင်လို့ရှိရင်တော့အာအောရောပုံစံပြောင်းထားတဲ့ဣတာကိုရွေးရမှာဖြစ်ပါတယ်ခက်ခဲမရှိဖြစ်သွင်းနိုင်ကြပါစေကျွန်တော်ကတော့စောချမ်းဆောင်တင်တန်းကဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ